ဇလန်ဆာမှာ LS ဟော့ဘာဟာပေါ်ပြပြနိုင်တဲ့လူငယ်တဦးဖြစ်ပါတယ်။သူ့အကိုစတိုင်းဟော့ဘာကတော့ရေတက်မအရာရှိတဦးဖြစ်ပြီးသူ့ညီရဲ့ပေါ်ပြပြနိုင်မှုကိုပြောင်းလဲစေခြင်းသူဖြစ်ပါတယ်။ဒီအချိန်မှာပဲ LS ဟာဆမန်ဒါဆိုတဲ့အမျိုးသမီးနဲ့တွေ့ပြီးချစ်ကြိုက်ခဲ့တာကြောင့်ရေတက်ထဲကိုဝင်ပြီးဘိုးပေါက်ဆဖြစ်လာပါတယ်။ဆမန်ဒါဟာအမီရဲ့ရှင်းရဲ့သမီးဖြစ်တာကြောင့် LS အနေနဲ့သူ့အဖေထံမှယုံကြည်မှုရဖို့ကြိုးစားလာပါတယ်။ဒီအချိန်နေမှာပဲ LS ဟာသူ့ရဲ့တာဝန်မဲ့မှုတစ်ခုကြောင့်ယခုပြုလုပ်မဲ့စစ်ရေးလေ့ကျင့်မှုပြီးရင်ယာရုရဲ့ဆိုင်ခံရဖို့ရှိနေခဲ့ပါတယ်။တစ်ဖက်မှာတော့ American အာကာသဌာနမှာအလင်းရောင်စီမံကိန်းလို့ခေါ်တဲ့စီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်။ဒီစီမံကိန်းကတော့နှစ်ခက်တစ်ခုစီသတင်းစနစ်တစ်ခုပေးဖို့ပြီးကြိုးသားများနဲ့ဆက်သွယ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။အချိန်နှဲငယ်ကြာမှာတော့ကြိုးသားတင်မောငါးစင်းကကဘာပေါ်ကိုရောက်လာပြီးတိုက်ခိုက်လာကြပါတော့တယ်။ကြိုးသားများရဲ့တင်မောတွေဟာလူသားတို့နည်းပညာနဲ့မတူတဲ့အဆင့်မြင့်နည်းပညာတွေနဲ့လှုပ်ဆောင်နေကြပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ကဘာမြေမှာရှိတဲ့ဆက်သွယ်ရေးစနစ်ကိုထိန်းချုပ်ပြီးသူတို့ကြိုးကိုလမ်းခေါ်ဖို့ရှေ့ပြေးဖြစ်လာခြင်းဖြစ်ပါတယ်။ LS ဟော့ဘာနဲ့သူ့အဖွဲ့ဟာဂျွန်ပေါင်ဂျိုးနက်စ်တင်မောပေါ်မှာဥဆောင်ရင်ကြိုးသားများကိုတိုက်ခိုက်ကြပါတယ်။သူ့အကိုစတိုင်းဟော့ဘာပါဝင်တဲ့ဆန်ဆန်တင်မောကတော့တိုက်ပွဲမှာပျက်စီးသွားပါတယ်။ LS ဟော့ဘာဟာသူ့အကိုကိုဆုံးရှုံးလိုက်ရတာကြောင့်စိတ်ညစ်နေတော့လဲအဖွဲ့ကိုတာဝန်ယူဖို့သူပဲကြံတော့တာကြောင့်အဖွဲ့ကိုဥဆောင်ရပါတယ်။သူတို့တင်မောတွေအကုန်ပျက်စီးသွားတဲ့အချိန်မှာတော့ကြံရမရဖြစ်နေချိန်သူတို့ဟာအနီးနားကကန်တစ်ခုမှမစ်ဆူရီအမည်ရှိတင်မောကိုပြန်မောင်းနိုင်အောင်ပြင်ဆင်ပြီးထိုတင်မောပေါ်မှငိမ့်စားပူကြီးများနဲ့အတူကြိုးသားများကိုတိုက်ခိုက်ဖို့ပြင်ဆင်ကြပါတယ်။နောက်ဆုံးတိုက်ပွဲမှာမစ်ဆူရီတင်မောကကြိုးသားများရဲ့အဓိကတင်မောကိုဖျက်ဆီးနိုင်ခဲ့ပြီးသူတို့ရဲ့ဆက်သွယ်ရေးစနစ်ကိုပျက်စီးအောင်လုပ်နိုင်ခဲ့ပါတယ်။တိုက်ပွဲပြီးဆုံးတဲ့အခါမှာ LS ဟော့ဘာနဲ့သူ့ဖွဲ့ဟာသူတို့ရဲ့တတိနဲ့ရဲရင်မှုကြောင့်ဂုံယူစရာဖြစ်အတိမတ်ပြုခံရပါတယ်။အမီရဲ့ရှင်းဟာလည်းသူ့သမီးကို LSC မှာယုံကြည်အနံဖို့ဆုံးဖြတ်ခဲ့ပါတယ်။မမျှော်လင့်တဲ့အန္တရာယ်တွေကိုရင်ဆိုင်တဲ့အခါမှာလူသားတွေဟာညီညွတ်မှုနဲ့တတိရှိမှသာအောင်မြင်နိုင်တယ်ဆိုတဲ့ message တစ်ခုကိုပေးသွားတာလည်းဖြစ်ပါတယ်။ဒီဇာတ်ကားကိုကျွန်တော်ရဲ့ Telegram Channel မှာလာကြည့်လို့ရပါတယ်။